ကျွန်တော်မြန်မာစကားပုံဆိုရင်စကားကျွင်နှုတ်လို့မရဘူးကျန်းကျွင်နှုတ်လို့ရတယ်ဆိုရဲစကားပုံရှိတယ်လို့စကားပြောရများစကားတွေကဇာတိပြဆိုပြီးတော့လူကြီးသူမတွေကစုံမကြလေးရှိပါတယ်ဒီဒီပဲကတော့ရှင်းပါတယ်လူတယောက်ရဲ့စကားသွားတော့ကြည့်ပြီးဒီလူဟာဘာစကားတွေပြောနေတာလဲသူ့ရဲ့စိတ်တက်ကဘယ်လိုရှိလဲဆိုတာကိုအားလုံးကသိနိုင်ကြတယ်ခံမှန်းနိုင်ကြတယ်ဆိုတဲ့ပုံစံမျိုးပါဒီလိုပါပဲစကားတစ်ခုကကြုံသွားပြီဆိုရင်နှုတ်လို့မရဘဲနဲ့ဖုန်းရင်းကောင်းခေါက်ပြီးတော့တောင်းပန်နေဆိုတာကလည်းဒီဘက်ခေတ်မှာတော်တော်များများအသုံးပြုနေတဲ့ဒီအနေအထားတစ်ခုဖြစ်နေကြတာကိုမြင်တွေ့ခဲ့ရမှာပါအခုမန်ချက်လိုက်တဲ့အသင်းဟာလည်းအသင်းရဲ့ဒီပပူတဲ့ပိုင်ရှင်တယောက်ဖြစ်တဲ့စာဂျင်ရက်လေကြောင့်ဒီအဖြစ်အပျက်မျိုးနဲ့ရင်ဆိုင်နေရတယ်အထူးသဖြင့်သူတို့အနေနဲ့ဒီစပွန်ဆာစာချုပ်တွေကိုဆုံးရှုံးရမယ့်အနေအထားတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါအဲ့တော့ Regular က Sky News ရဲ့ interview မှာဆိုရင်ဗာပြောခဲ့လဲဆိုတော့ဒီ UK ဟာနိုင်ငံရွှေ့ပြောင်းလာသူတွေရဲ့နေချက်စိုးမိုးခြင်းကိုခံနေရပါပြီအဲ့တော့ UK မှာအကျိုးခံစား권နဲ့ထိုင်စားနေတဲ့လူ9တန်းလောက်ရှိနေတယ်ပြင်ရွှေ့ပြောင်းနေထိုင်သူတွေကလည်းတောက်လျှောက်ကိုဝင်နေပါတော့တယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့နေချက်ခံနေရပါပြီ2020ခုနှစ်တုန်းကလူရေ58တန်းပဲရှိတာအခုတန်း80ဆိုတော့12တန်းအောင်ပိုများလာတာပါပဲ UK ဝန်ကြီးချုပ်ကန်စတန်မာကိုလည်းသူ့ရဲ့ Man United ရဲ့လှုပ်ဆောင်ခြင်းတွေနဲ့ခိုင်းနိုင်ပြီးတော့အကြံပေးခဲ့ပါတယ်ခိုင်ယာကအခွင့်အရေးမရတာလားသဘောပဲအရန်ကောင်းနေလားမသိဘူး UK ကိုလမ်းကြောင်းမှာပြင်အောင်ဖို့အတွက်လူကြိုက်မများမဲ့အရာတချို့ကိုလုပ်အောင်မှာပါကျွန်တော် Man United ဘောလုံးကလပ်မှာလည်းခက်ခဲတဲ့အရာတချို့ကိုလုပ်နေရတာပါပဲဒီခါလေးမှာမှန်တယ်လို့ယူဆလို့ရတဲ့အရာတွေကိုလူကြိုက်မများပါဘူးကျွန်တော်တို့ဆိုရင်အပြောင်းလဲလုပ်လိုက်လို့ဒီနောက်ပိုင်းလူကြိုက်မများတော့ဘူးလေဒီနိုင်ငံလည်းအတူတူပါပဲရွှေ့ပြောင်းလာသူတွေဘာလို့မှမလုပ်ဘဲနဲ့ထိုင်စားနေသူတွေရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်လူကြိုက်မများတဲ့အရာတချို့ကိုရဲကြီးလုပ်ရပါမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာပါသူစကားတွေကပြောမယ်ဆိုလို့ရှိရင်အသင်းအတွင်းမှာရှိတဲ့ဒီနိုင်ငံခြားသားကစားသမားတွေကိုစော်ကားတဲ့သဘောမျိုးတက်ရောက်နေတာပါဒါကြောင့်လည်း United ကအဲ့ Regular ရဲ့ interview အပြီးမှာပဲဒီအသင်းရဲ့ပူးရဲပိုင်ရှင်စာဂျင် Regular ရဲ့ပြောစကားတွေက Manchester United နဲ့တက်ဆိုင်မှုမရှိဘူး။ Manchester United အသင်းဟာတာလုံညီများရှိမှုကိုဦးစားပေးတဲ့ဘောလုံးအသင်းဖြစ်ပြီးတော့အားလုံးပါဝင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပေးစွမ်းပါတယ်ဆိုပြီးတော့ဖြည့်ရှင်းချက်ထုတ်ပြန်ခဲ့ရပါတယ်။ Regular ကတကယ်ကိုဟာတာပါပဲ။လက်ရှိ Manchester United အသင်းမှာကစားနေတဲ့အသင်းသားတွေဝန်ထမ်းတွေထဲမှာတော့မှရွှေ့ပြောင်းပြီးတော့အလုပ်လုပ်နေတဲ့နိုင်ငံက12နိုင်ငံလောက်ရှိနေတာပါ။ဒါအပြင်သူပြောတဲ့စကားတွေမှာလည်းအချက်လက်တွေကမှားယွင်းနေတဲ့ကိစ္စတွေကအများကြီးပါ။ပထမဆုံးနဲ့သူပြောသွားခဲ့တဲ့အခုဆိုရင်တန်း80တောင်ရှိနေပြီဆိုတော့ကိစ္စကလည်းမှားယွင်းနေတာပါတကယ်တမ်း UK မှာရွှေ့ပြောင်းနေထိုင်နေတဲ့သူဥယျာဉ်အတွက်ကအဲ့လောက်ထိမရှိသေးပါဘူးအစိုးရကတော့ Regular ရဲ့ဝေဖန်တန်တွေကြောင့်အခုဆိုရင်ဒီ sponsor company တော်တော်များများက United အသင်းပေါ်အမြင်ဆောင်လာပြီးတော့သူတို့ရဲ့ sponsor စာချုပ်တွေကိုပြန်ထိုးဖို့အတွက်လှုံ့ဆော်နေကြတာပဲဖြစ်ပါတယ်အထူးသဖြင့် Adidas ဆိုလို့ရှိရင် Regular အနေနဲ့ဒီကိစ္စကိုတောင်းပန်မတောင်းပန်ဘူးဆိုရင်လက်ကျန်စာချုပ်ကာလကိုဖျက်သိမ်းပြီးတော့ United အသင်းစီကနေရော်ကြေးတောင်းခံသွားမယ်ဆိုတဲ့အထိဖြစ်လာခဲ့ပါတယ်Regular တကယ်ကိုပါဇက်စည်းကမ်းမရှိရသူလို့ကျွန်တော်ကတော့ပြောချင်တယ်သူအနေနဲ့လက်ရှိအသင်းတဲမှာတော့နိုင်ငံခြားကစားသမားတွေကိုအသုံးပြုနေရတဲ့အနေအထားမှာ UK ကိုရွှေ့ပြောင်းအလုပ်လုပ်တဲ့သူတွေကိုဝေဖန်လိုက်တာကတော်တော်လေးကိုဆိုးအားလုံးပါတယ် United အသင်းမှာနိုင်ငံခြားသားကစားသမားတော်တော်များနေပြီးတော့လက်ရှိမှာအင်္ဂလန်ကစားသမားစစ်ဆိုလို့ Harry Maguire, Kobe Mainoo တို့လောက်ပဲရှိရလို့ထောက်ပြမှာပါနောက်ပြီးတော့လှုပ်ရှော့ပေါ့ဒီလိုအနေအထားမျိုးမှာတော့ကိုယ့်ရဲ့အသင်းမှာနိုင်ငံခြားသားကစားသမားတွေဒီရွှေ့ပြောင်းလုပ်သမားတွေနဲ့လဲပတ်နေတဲ့အနေအထားမှာဒီလိုမျိုးကိုအသင်းကကစားသမားကိုပြန်ပြီးစော့ကားလိုက်တာတော်တော်လေးရုပ်ပေါက်လွန်းတယ်လို့ပြောမှာပါRegular ဘက်ကတော့သူ့ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့နောက်တက်မှာပဲချက်ချင်းတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်စောစောကပြောသလိုပဲစကားပြောရများစကားတွေကစာရီးပြစကားကျွင်နှုတ်လို့မရဘူးကြမ်းကျွင်နှုတ်လို့ရရဲဆိုရဲစကား Regular ရဲ့စကားတွေကတော့လော်လေးကိုတာလွန်သွားခဲ့ပါပြီနောက်ပြီး Regular ကိုယ်တိုင်က UK ရဲ့အစိုးရကိုအခွန်မပေးချင်တာကြောင့်သူကိုယ်တိုင်မိုနာကိုမှာရွှေ့ပြောင်းနေထိုင်နေတဲ့သူပါအဲ့တော့မိုနာကိုမှာရွှေ့ပြောင်းနေထိုင်နေတဲ့သူက UK မှာရှိတဲ့ရွှေ့ပြောင်းနေထိုင်နေတဲ့သူတွေကိုပေါ်တင်ဝေဖန်တာကြီးကတော့နည်းနည်းလေးရုပ်ပေါက်လွန်းတယ်လို့ပဲကျွန်တော်ကတော့ထင်တယ် Regular အနေနဲ့ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့သူပိုင်ဆိုင်ထားတဲ့ share တွေကိုတော့မှပြန်ပြီးတော့ထုတ်ရောင်းရတဲ့အနေအထားတွေကိုကြုံလာရနိုင်ပါတယ်အဲ့တော့ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ဘာဖြစ်ဖြစ် Regular ရဲ့စကားတွေကတော့ကျွန်တော်တို့ UK မှာမနေတဲ့ဒီနိုင်ငံကပြည်သက်တယောက်အနေနဲ့တော့တော်တော်လေးစိတ်ပြတ်မိပါတယ်ဘယ်နိုင်ငံမှာဖြစ်ဖြစ်ရွှေ့ပြောင်းလုပ်သမားဆိုတာရှိတယ်ဒါပေမဲ့အဲ့ရွှေ့ပြောင်းလုပ်သမားတွေဆိုတာလည်းသူတို့နေထိုင်တဲ့နိုင်ငံကိုအတိုင်းအတာတစ်ခုတည်းအကျိုးပြုတဲ့သူတွေကြီးပါပဲဒီလိုနေထားမှာ Regular ရဲ့ဒီလိုစော်ကားတဲ့အသုံးအနှုန်းတွေဟာ United အသင်းရဲ့အားလုံးပါဝင်နိုင်တယ်ဆိုတဲ့ဆောင်မှုကိုတွေးဖယ်နေရလို့ပဲကျွန်တော်ကတော့ထင်တယ်ပြည်သက်တွေကတော့ Regular ကြောင့် United အသင်းနဲ့စီးပွားရေးပိုင်းဆိုင်ရာမှာဆုံးရှုံးထိခိုက်မှုနစ်နာမှုတွေရှိလာနိုင်လားတဲ့ပြောစကားတွေပေါ်ဘယ်လိုများမြင်မိလဲအောက်က comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်